ကျွန်တော်တို့ဒီဘက်မှာတော့အခြေအနေတရက်ကိုရေဘူးအားဖြင့်ပြောတဲ့အခါမှာသုံးလေးရှိတဲ့ grammar တစ်ခုကိုလေ့လာကြည့်ကြအောင်ဥပမာအားဖြင့်ကျွန်တော်ကတော့ကိုရီးယားဇလန်တွဲတွေကိုမကြာခဏကြည့်လေ့ရှိပါတယ်ဒီလိုမျိုးပြောရင်တဲ့အခါမျိုးမှာ저는 한국 드라마를 자주 보는 편이에요ဒီမှာနောက်ဆုံးအဆုံးသတ်မှာသုံးထားတဲ့ဖြောင်းနေရသူရဲ့ grammar ပုံစံကတော့ဖြောင်းနေတာဆိုတဲ့grammar ဖြစ်ပါတယ်လိုမျိုးအသေးစိတ်သုံးတယ်ဆိုတာကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်ကြအောင်အားလုံးပဲမင်္ဂလာပါ Easy Korea Channel မှာကြိုဆိုပါရစေဒီနေ့လေ့လာမယ့် grammar လေးကတော့ဖြောင်းနေတာဆိုတဲ့ grammar ဖြစ်ပါတယ်ဒီ grammar လေးကိုတော့ verb တွေ adjective တွေ noun တွေနဲ့အကုန်တွဲသုံးလို့ရပါတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့ပုံစံမျိုးဖြစ်တယ်ဆိုပြီးတော့ဒီမှာလို့ဒီဆက်ဆုံးဘာသာပြန်လို့ရပါတယ်ဒီ grammar လေးကိုတော့ verb တွေနဲ့တွဲသုံးတဲ့အခါကိုသုံးပြီးမဲ့ verb မှာအသက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေနောက်မှာ non ကပ်ပြီးတော့ verb plus non ဖြောင်းနေတာဆိုပြီးတော့သုံးပေးရပါတယ်နောက်တဲ့ဟွန်းယုံစာလို့ခေါ်တဲ့နမဝိဇ္ဇာအနေနဲ့တွဲသုံးတဲ့အခါမှာတော့ကိုသုံးပြီးမဲ့ adjective မှာအသက်ပါလို့ရှိရင် on သုံးပြီးတော့အသက်မပါရင်တော့နားသက်ထည့်ပြီးတော့ဖြောင်းနေတာဆိုပြီးတော့သုံးပေးရပါတယ်သူ့ကို noun အနေနဲ့တွဲသုံးခြင်းတဲ့အခါမှာတော့ noun plus ida ကိုအောက်မှာနားသက်ထည့်ပြီးတော့ noun plus in ဖြောင်းနေတာဆိုပြီးတော့သုံးပေးရပါတယ်ဒီ grammar ကိုတော့အဓိကအားဖြင့် verb တွေနဲ့အဓိကထားပြီးတော့တွဲသုံးလို့ရှိပါတယ်နောက်ထပ်တည်ထားမှာ verb တွေနဲ့တွဲသုံးတဲ့အခါမှာရေဘူးရအဓိပ္ပာယ်တွေဖြစ်တဲ့ money job ကဲဂျာဂျူဂါကွန်စသည်ဖြင့်ဒီလိုမျိုး verb တွေကပ်ပြီးတော့သုံးလို့ရှိပါတယ်ရှင်းသွားအောင်ကျွန်တော်တို့နမူနာစာကြောင်းလေးတွေကြည့်ပြီးတော့ထပ်ပြီးတော့လေ့လာကြည့်ကြအောင်နံပါတ်1ဥမာလေးကိုကြည့်အောင်민디씨 이 식당에 자주 와요? 민디 이 사장사요 무자카나 라라 네 음식값이 싸고 맛도 좋아서 자주 오는 편이에요 오케이 음식값이 싸고 싸서 진홍을 따다 빌어 맛도 좋아서 야다래 짜이로 자주 오는 편이에요 무자카나 라리시대 두의 무인대배하러ပုံစံမျိုးရတယ်ဆိုပေမဲ့ချီလျောဘာသာပြန်တဲ့အခါမှာဒါလေးရှိတယ်ဆိုပြီးတော့ဘာသာပြန်ရပါတယ်ဒီမှာဆိုလို့ရှိရင် verb ကိုကြည့်တဲ့အခါမှာ order မှာအသက်မပါပေမဲ့ order ရဲ့နောက်မှာ non ကပ်ပြီးတော့ non ဖြောင်းနေရရော verb တွေနဲ့တွဲသုံးတဲ့အခါမှာအသက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေနောက်မှာ non ကပ်ပေးရပါတယ်ဒီ grammar ကိုများသောအားဖြင့် 현재လို့ခေါ်တဲ့ပြစ္ဆုတ်ပံကာလအနေနဲ့ပဲအသုံးများပါတယ်ဒါကြောင့်မလို့ပစ္စုပန်ကာလအနေနဲ့သုံးတဲ့အခါမှာ order ရဲ့နောက်မှာ non ကပ်ပြီးတော့ non ဖြောင်းနေရရောအစားဆုံးတစ်ခေါက်ဖတ်ကြည့်အောင်민디씨 이 식당에 자주 와요? 네 음식값이 싸고 맛도 좋아서 자주 오는 편이에요ဟုတ်ပြီနောက်တဲ့ဥမာတစ်ခုထပ်ကြည့်အောင်디나 씨는 감기에 잘 안 걸리는 것 같아요 디나ကတော့감기에 잘 안 걸리는 것 같아요အေးမိတာတိတ်မဖြစ်ဘူးเนาะတိတ်မဖြစ်တဲ့ပုံရတယ်ဒီမှာ감기에 걸리다ကို감기에 잘 안 걸리다ဆိုပြီးတော့အန်ခံထားတဲ့အတွက်အေးမိတာတိတ်မတွေ့ဘူးဆိုပြီးတော့အဓိပ္ပာယ်ဖြစ်သွားပါတယ်ဟုတ်ပြီဖြေတာကြည့်အောင်제가 어렸을 때부터 꾸준히 운동을 해서 건강한 편이에요. 정말로 어렸을 때부터 영예가 꾸준히 운동을 해서 몸만 알아들었죠. 건강한 편이에요. 제 말에 반맛 시바래. 디마슬루션래 지레카마 건강하다.ဒါတော့ adjective ဖြစ်ပါတယ် adjective ဖြစ်တဲ့အတွက်အောက်မှာအတက်မပါတဲ့အတွက်နားတက်ကပ်ပြီးတော့ဂုံကန်ဟန်ဖြောင်းနေရရောကျမ်းပါတယ်ဘတ်မှာရှိတယ်ကျမ်းပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီ grammar ကိုသုံးတဲ့အခါမှာတစ်ခုခုကိုရေဘူးအနေနဲ့ပြောတဲ့အခါမျိုးမှာဒီလိုမျိုးဖြောင်းနေရရော
ဖြောင်းလာတာဆိုပြီးတော့ဒီ grammar ကိုသုံးပြီးတော့ပြောလို့ရှိပါတယ်စာလုံးတစ်ခေါက်ဖတ်ကြည့်အောင်이나 신혼 관계에 자안 걸리는 것 같아요. 제가 어렸을 때부터 꾸준히 운동을 해서 건강한 편이에요. 아우테 우마르쿠 타지야. 저는 차보다 커피를 마시는 편이에요. 저는 피에타 커피요 보다리 시바레. 말루시에 마시다. 마시다의 나마 밥시대에 농가비로 마시는 편이에요. 나우테 우마르쿠 타지야. 제 친구는 책을 많이 읽는 편이에요. 너등에 지하러 책을 많이 읽는 편이에요. 싸우고 냐지 팔리시레 루디아업 쳇바레. 이따 소리 바에 나오마 농가비로 읽는 편이에요. 책을 많이 읽는 편이에요. 싸우고 냐지 팔리시바레. 로미오 러리 러타 시레 예부가 워 사운의ကိစ္စတွေကို ပြောတဲ့အခါမှာဒီ grammar ကိုသုံးပြီးတော့ပြောလို့ရှိပါတယ်။နောက်ထပ်ဥပမာတစ်ခုဆက်ကြည့်အောင်။ 저는 밥을 적게 먹는 편이에요. ကျွန်တော်ကတော့ထမင်းကိုနည်းနည်းပဲစားလေးရှိတယ်လို့တယောက်ဖြစ်ပါတယ်။ဒီမှာ verb ကိုကြည့်တဲ့အခါမှာ mobta ရဲ့နောက်မှာ non ကပ်ပြီးတော့ monon 편이에요ကျွန်တော်ကတော့ထမင်းကိုနည်းနည်းပဲစားလေးရှိတယ်။နောက်ထပ်ဥပမာတစ်ခုထပ်ကြည့်အောင်။ 저는 시장에 자주 가는 편이에요. ကျွန်တော်ကတော့ဈေးကိုမကြာခဏသွားလေးရှိပါတယ်။ဒီမှာလေဂါဒါဆိုတဲ့ verb ရဲ့နောက်မှာ non ကပ်ပြီးတော့ 가는 편이에요. နောက်ထပ်ဥပမာတစ်ခုထပ်ကြည့်အောင်။수민 씨는 고기보다 야채를 좋아하는 편이에요. 수민가로 고기보다 따뜻한 야채를 좋아하는 편이에요. 띠유고 짜이데 두디아오ဖြစ်ပါတယ် 띠유고ပိုစားလေးရှိတယ်လူမျိုးဒိဗ္ဗေမျိုးပြောရင်တဲ့အခါမှာဒီ grammar ကိုသုံးပြီးတော့ပြောလို့ရပါ수민 씨는 고기보다 야채를 좋아하는 편이에요. ဒီရွက်ကိုပိုစားလေးရှိတယ်ပိုကြိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒီမှာဆိုရင်လည်း verb ကိုကြည့်တဲ့အခါမှာဂျိုအားဟာတာကြိုက်နှစ်သက်သည်ဂျိုအားဟာတာရဲ့နောက်မှာ non ကပ်ပြီးတော့ဂျိုအားဟာnonဖြောင်းနေရရောဒီနေ့လေ့လာခဲ့တဲ့ grammar လေးကိုနှိမ့်ချုပ်နေနဲ့ပြန်ပြောရရင်ဖြောင်းနေတာပုံရတယ်ပုံစံမျိုးဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်။ဒီ grammar ကိုတော့အခြေအနေတရက်ကိုရေဘူးအားဖြင့်ပြောချင်တဲ့အခါမျိုးမှာဒီ grammar ကိုသုံးပြီးတော့ပြောလို့ရှိပါတယ်။ verb တွေနဲ့တွဲသုံးတဲ့အခါမှာ verb ရဲ့နောက်မှာ non ကပ်ပြီးတော့ verb plus non ဖြောင်းနေတာဆိုပြီးတော့သုံးပေးရပါတယ်။နောက်ထပ် adjective တွေနဲ့တွဲသုံးတဲ့အခါမှာတော့ကိုအသုံးပြုမဲ့ adjective မှာအသက်ပါလို့ရှိရင် on ကပ်ပြီးတော့အသက်မပါရင်တော့နာသက်ကပ်ပေးရပါတယ်။နောက်မှာဖြောင်းနေတာကပ်ပြီးတော့ adjective plus on ဖြောင်းနေတာဆိုပြီးတော့သုံးပေးရပါ noun တွေကိုတော့ noun ရဲ့နောက်မှာ ida ခံပြီးတော့ ida မှာနားတက်ထည့်ပြီးတော့ noun plus in ဖြောင်းနေတာဆိုပြီးတော့သုံးပေးရပါဒီ grammar ကိုတော့အဓိကအားဖြင့် verb တွေနဲ့ပဲတွဲသုံးလို့ရှိပါတယ် adjective တွေ noun တွေကတော့သုံးနေပါတယ်သူ့ရဲ့ grammar ပုံစံကိုပဲတည်ထားရင်ရပါတယ်ဒီလောက်ဆိုရင်ဒီ grammar လေးကိုနားလည်သဘောပေါက်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်ရဲ့ YouTube channel မှာလည်းအပတ်စဉ်ကိုရီးယား grammar သင်ခန်းစာများကိုတင်ဆက်ပေးတာဖြစ်လို့ like and subscribe ပြုလုပ်ခဲ့ဖို့မေတ္တာရပ်ခံပါတယ်အားလုံးပဲနောက်ဗီဒီယိုများမှာပြန်တွေ့ပါမယ်안녕